beauty ကနေပြီးတော့ view သိန်းတိုးဖို့အတွက်ပထမဆုံးလုပ်ရမယ့်အချက်လေးကိုကျွန်တော်မျှဝေပေးပါမယ်အဲ့ဒါကတော့တခြားသူတွေကိုကြည့်ပါပြီးရင်ကိုရှာပါဆိုတဲ့အချက်လေးဖြစ်ပါတယ်အဲ့တော့ဒီအချက်လေးကိုကျွန်တော်မှတ်ထားပေးပါပထမဆုံးလုပ်ရမယ့်ဟာတစ်ခုကကျတော့တခြားသူတွေကိုကြည့်ပါပြီးရင်ကိုရှာပါအဲ့တော့တခြားသူတွေကိုဘယ်လိုကြည့်မလဲဆိုတော့လွယ်တယ်အခုကျွန်တော်ပြထားတဲ့အရာလေးတွေဒီစာလေးတွေကို search box ထဲမှာသွားပြီးတော့ရိုက်ရှာကြည့်နော်အမှဆိုကျွန်တော် daily blog လေးတွေပါတယ် mini blog လေးတွေပါတယ် review video တွေပါတယ် reaction video လေးတွေပါတယ် knowledge sharing လေးတွေပါတယ် education လေးတွေပါတယ်အဲ့တော့အဲ့ဒါတွေကိုသွားကြည့်ခြင်းအဖြစ်ကိုကဘာရမှာလဲဆိုတော့တခြားသူတွေ line ပေါ်မှာဘာတွေလုပ်နေကြလဲအဲ့ဒါကိုကျွန်တော်သွားတွေ့မယ်မဟုတ်ဘူးဆိုရင်ကျွန်တော်ဘာဖြစ်လဲဆိုတော့ကျွန်တော်က for you လောက်ပဲတက်ပြီးတော့ကြည့်နေရဆိုရင်ကိုက algorithm ကိုကြည့်တဲ့အရာပဲပြတယ်ဆိုတော့ပေါ့နော်ကိုက entertainment ကြည့်မိတဲ့ကိုဆိုရင် entertainment မလားအဲ့တော့ကိုရဲ့အမြင်ကကျတော့ကျင်းသွားတယ်ပေါ့ဘောင်ကျင်းသွားတယ်ဩလူတွေအားလုံး entertainment လုပ်နေကြတာပဲငါလည်း entertainment လုပ်မယ်ဖြစ်သွားရောပေါ့နော်အဲ့တော့အဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်တို့က search box မှာတခြားသူတွေဘာလုပ်လဲဆိုတော့ကျွန်တော်ရိုက်ရှာရတယ်အဲ့တော့ဒီမှာပြောတဲ့အချက်တွေကိုကျွန်တော်အရင်ဆုံးလိုက်ရှာကြည့်လိုက်ရှာကြည့်တဲ့အခါကျရင်ပြည်တွင်းပြည်ပက TikTok user တွေ content creator တွေဘာလုပ်နေလဲဆိုတာကျွန်တော်တွေ့လိမ့်မယ်အဲ့တော့တွေ့တဲ့အခါကျရင်ကျွန်တော်တို့ကတေးချာကြည့်ပေါ့နော်တေးချာကြည့်ရဆိုတာဒီလိုမျိုးလေးပေါ့ကျွန်တော်တို့ကတခြားသူတွေလုပ်တဲ့အရာကိုကြည့်ရှုသူနေနဲ့မဟုတ်တော့ဘဲနဲ့လေ့လာသူအမြင်နဲ့ကြည့်သူတို့ဘယ်လိုတွေလုပ်နေလဲဆိုတာမြင်အောင်ကြည့်ခဲ့ပေါ့နော်မြင်အောင်ကြည့်ပြီးတဲ့အခါကျရင်ပြန်စဉ်းစားရတော့မယ်အဲ့တော့ပြန်စဉ်းစားဆိုတာကိုပြန်ကြည့်တော့မယ်အော်ဒီ line မှာလူတွေကဒီလိုတွေလုပ်နေပါလားငါအနေနဲ့ရောဘာလုပ်လို့ရလဲပေါ့နော်အဲ့ဒါလေးကိုကျွန်တော်တို့ကစဉ်းစားရမယ်အဲ့တော့ video လေးလိုက်ကြည့် daily blog လေးကငါနဲ့ကြိုက်လား reaction video လေးတွေကငါနဲ့ကြိုက်လား review video လေးတွေကငါနဲ့ကြိုက်လားပေါ့နော်အဲ့တော့ knowledge sharing ပြီးရောဘယ်လိုလုပ်လို့ရလဲနော် education content လေးတွေသူများတွေဘယ်လိုလုပ်နေလဲအဲ့တော့ဒီနေရာမှာကျွန်တော်နောက်တစ်ခုမှာချင်တာကြတော့ကျွန်တော်တို့တခြားသူတွေကိုတွားကြည့်တဲ့အခါကျရင်ပေါက်ပြီးသားဗီဒီယိုတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့အနေနဲ့ငါဒီလိုလုပ်နိုင်ပါမလားဆိုတာမျိုးစိတ်တက်လေးနည်းနည်းကျသွားတတ်တယ်အဲ့တော့ဒီအချက်လေးကကျွန်တော်သတိထားရမယ်နော်အဲ့တော့ပြောချင်တာကကြတော့ဒီအခုပေါက်နေတဲ့လူတွေဒီလေအစောပိုင်းကာလတုန်းကသူတို့တွေလည်း view နေရာလေးနဲ့စပြီးတော့လုပ်ခဲ့ကြတာအရန်ကောင်းတဲ့ဗီဒီယိုတွေမရှိဘူးသူတို့လုပ်တဲ့သူတို့လေးလုပ်ရင်ပြုပြင်မွမ်းမံရင် update လုပ်ရင်လည်းကောင်းတဲ့ကောင်းလာတာပေါ့နော်လေးလာမှုစဉ်ဆက်မပြတ်လုပ်ရင်းနဲ့ကျွန်တော်တို့ကောင်းတဲ့ကောင်းလာတာပေါ့အဲ့ဒီအချက်ကိုကျွန်တော်တို့သိရမယ်အဲ့တော့ကိုဒီလည်းအဲ့ဒီကနေဘာလုပ်နိုင်မလဲကြည့်မယ်ကြည့်ပြီးတဲ့ခါကျရင်ကျွန်တော်တို့ကစားလို့ကြည့်မယ်စမ်းလို့ကြည့်မယ်ပေါ့နော်ဘာလေးနဲ့ကြိုက်လဲဆိုတာစမ်းလို့ကြည့်မယ်အဲ့တော့ဒီနေရာမှာကျွန်တော်ပြောဥပါတယ်ကျွန်တော်ဒီလည်းစမ်းလုပ်ခဲ့တယ်19ရက်ကြာတယ်ဟိုဟာလေးလုပ်ကြည့်ဒီဟာလေးလုပ်ကြည့်နေကျွန်တော်တို့စမ်းလုပ်ခဲ့တာပေါ့နော်နောက်ဆုံးကျမှကိုနဲ့ကြိုက်တဲ့အရာလေးတစ်ခုလမ်းကြောင်းလေးတစ်ခုကိုတွေ့ပြီးတော့အဲ့ဒါကိုဒီဇိုင်းမမတ်လုပ်တဲ့အခါမှာကျွန်တော်တို့ဒီအခြေအနေတစ်ခုကိုရောက်လာတာပေါ့ဒါကြောင့်မို့ကျွန်တော်အနေနဲ့အကြံဉာဏ်ပေးချင်တာကကြတော့ကျွန်တော်ရဲ့ဒီ channel မှာပါဝင်တဲ့သူတွေအနေနဲ့တခြားသူတွေကိုလိုက်ကြည့်ပါပြီးရင်ကိုအရင်ဆုံးရှာတွေ့အောင်လုပ်ပါရှာတွေ့အောင်လုပ်ဆိုတာကကြတော့ငါကောဘလို့အကြောင်းအရာလေးတွေကိုဖန်တီးရင်အဆင်ပြေမလဲဆိုတဲ့အရာတစ်ခုကိုသိဖို့ပါဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကကိုလုံနိုင်တဲ့အကြောင်းအရာတစ်ခုကိုမချမတွေ့မချင်းကျွန်တော်တို့အဲ့ဒါကိုဖန်တီးလို့မရဘူးเนาะ content creator ဆိုတာကကြတော့အကြောင်းအရာတွေကိုဖန်တီးသူပေါ့နော်အကြောင်းအရာကိုဖန်တီးရမှာဖြစ်တဲ့ကြောင့်မို့အဲ့ဒီအကြောင်းအရာကိုကျွန်တော်အရင်ဆုံးသိဖို့လိုတယ်ဒါကြောင့်မလို့ကျွန်တော်တို့ day 1အနေနဲ့ကျွန်တော်မျှဝေချင်တာကကြတော့တခြားသူတွေကိုလိုက်ကြည့်ပါပြီးရင်ကိုတွေ့အောင်ရှာပါအဲ့ဒါကိုအချိန်အရန်ကြာကြီးတော့မပေးပါနဲ့နော်အဲ့တော့နောက်နေ့ကျရင်လည်းကျွန်တော်တို့ထပ်လုပ်ရမယ့်အရာလေးတွေကိုကျွန်တော်ဆက်မျှဝေပေးပါမယ်ကျွန်တော်တို့ရက်ပေါင်း90အထိတူ view တွေတိုးတဲ့တိုးအောင်လို့လှုပ်ဆောင်သွားကြရအောင်နော်အဲ့တော့ဟုတ်ပါပြီအဲ့တော့ကြည့်ရှုနားထောင်ပေးတဲ့အတွက်ကြောင့်မလို့ကျေးဇူးပါ